ဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိယရဏဘဏပါလေအဲ့ဒါကိုဘာ၃ပါးလို့ခေါ်တဲ့တရဏဂုံ၃ပါးပြောပါ၃ပါးသဘောပေါက်လားတရဏဂုံ၃ပါးရဲ့ဘုံရိပ်ကံရိပ်ခိုးတဲ့ပုဂ္ဂိုလ်ရာပြိတ္တရဲ့စီဝါဖြစ်တယ်တဲ့အသက်ရှည်တယ်တဲ့ဘေးရန်ကင်းပါတဲ့အကျိုးတရားဘဏ္ဍပါနည်းနည်းနှုံလားဗျာဟုတ်လားနံပါတ်1ဘာဖြစ်တယ်စီဝါဖြစ်တယ်ပြောဘာဖြစ်တယ်နံပါတ်2ဘာရှည်မယ်နံပါတ်3ဘာကင်းမယ်စီဝါတော့ဖြစ်ပါရဲ့အသက်မရှိအလကားပဲဟုတ်လားဟဲ့စီဝါတော့ဖြစ်တယ်အသက်လည်းရှိတယ်ဒါပေမဲ့ရန်တွေများတယ်ဆိုရင်အဲ့ဒီဘဝအရာတော်ပါမလားဒါဆိုရင်အရာတော်တဲ့ဘဝဖြစ်ဖို့ဆိုရင်စီဝါလည်းဖြစ်ရမယ်စီဝါရင်လည်းကောင်းမယ်ပြိတ္တရဲ့နောက်တကနံပါတ်1အသက်လည်းရှိကြမယ်တဲ့နောက်တကပြိတ္တရဲ့နံပါတ်3ကဘေးရန်အန္တရာယ်လည်းကင်းမယ်ဆိုရင်အဲ့ဒီလူဘဝနေရတဲ့တက္ကနာအရာတော်လားမတော်ဘူးလားပါ3ပါးရဲ့အရေးကိုသဘောပေါက်လား